အထွေထွေထိုးစစ်ဆင်နွှဲဖို့ရှိတယ်လို့ NUG ကဦးရင်မွန်ပြောဆိုလာတာနဲ့အတူဝေဖန်တာတွေကလည်းတပြိုင်နက်တည်းပေါ်ပေါက်လို့လာနေပါတယ်။စစ်တပ်မရှိတဲ့သူကမကြာခဏစစ်ကြေညာတာမျိုးဖြစ်နေတယ်လို့ဝေဖန်ကြပါတယ်။ဒီသတင်းကြောင်းရာလေးကိုမတင်ဆက်ခင်မှာနေချစ်တဲ့မီဒီယာကို Subscribe နဲ့ Like လေးလုပ်ပေးဖို့မေတ္တာရက်ခံပါရစေ။NASA ကအစိုးရနဲ့စင်ပြိုင်အစိုးရလို့ပြောဆိုနေကြတဲ့ NUG ကဦးရင်မွန်ကတနိုင်ငံလုံးအတိုင်းအတာနဲ့အထွေထွေထိုးစစ်ကြီးတရက်ဆင်နွှဲသွားရမယ်လို့ယခုရက်ပိုင်းအတွင်းမှာပြောဆိုထားပါတယ်။အဲ့ဒီလိုပြောဆိုလာမှုနဲ့တပြိုင်နက်တည်းဝေဖန်တံတွေကလည်းများစွာထွက်ပေါ်လာလို့ရှိပါတယ်။စစ်တပ်မရှိတဲ့သူတွေကမကြာခဏစစ်ကြေညာတာမျိုးဖြစ်နေလို့လူမှုကွန်ရက်စာမျက်နှာတွေမှာဝေဖန်နေကြပါတယ်။ဒါအပြင်အဲ့ဒီလိုပြောဆိုတာဟာစစ်တပ်ရှိတဲ့ဗိုလ်ချုပ်တယောက်ကပြောဆိုထုတ်ပြန်မှသာအမှန်တကယ်ဖြစ်လာနိုင်တယ်လို့သုံးသပ်နေကြပါတယ်။တပ်ပေါင်းစုတွေရဲ့တပ်ချုပ်ဒါမှမဟုတ်စစ်တပ်ဖွဲ့စည်းပုံရှိတဲ့စစ်ဗိုလ်ချုပ်အကြီးအကဲတအူးကအထက်ပါစကားမျိုးထုတ်ပြန်ပြောဆိုလာရင်ပြည်သူတွေအနေနဲ့ဂရုစိုက်ပြင်ဆင်ရမယ့်အနေအထားမှာရှိတယ်လို့သုံးသပ်နေကြပါတယ်။ဗိုလ်ချုပ်မင်းအောင်လှိုင်ဦးဆောင်တဲ့NASAကအစိုးရနဲ့စင်ပြိုင်အစိုးရတရက်ဖြစ်တဲ့ NUG ဟာပြီးခဲ့တဲ့ကာလတွေမှာတစ်နှစ်အတွင်းတော်လှန်ရေးအောင်မြင်မယ်လို့ပြောဆိုတာမျိုးရှိခဲ့ပြီးအဲ့ဒီလိုပြောဆိုတာတွေအပေါ်မှာလည်းဝေဖန်တာတွေမျိုးမျိုးရှိခဲ့ပါတယ်။ NUG အဖွဲ့အစည်းပေါ်ပေါက်လာတာဟာ၄နှစ်ကျော်ကာလကိုရောက်ရှိလာပြီဖြစ်ပေမဲ့မြို့တွေကိုအပြီးသက်တိုက်ခိုက်ခါရေရှည်ထိန်းချုပ်ထားနိုင်တဲ့အခြေအနေမျိုးတော့မရှိသေးပါဘူးရှင်။